မင်းကလေးဟာသူမရဲ့ပထွေးဖြစ်သူကြောင့်ပထွေးရဲ့သားနဲ့အတင်းအကျပ်လက်ထပ်ဖို့ဖိအားပေးခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားဟာမင်းကလေးရဲ့ပတ်စံတွေကိုဖြုံးတိပြုံတင်မကပဲရီးစားတစ်တယောက်တောင်ထက်ရှာထားပါသေးတယ်။ပထွေးရဲ့သားကမင်းကလေးကိုပြောတာကတော့အကယ်၍သူမသားလက်ထပ်ဖို့ညှင်းဆန်မယ်ဆိုရင်သူမအမေစီကရမယ့်အမွေတွေကိုဘယ်တော့မှရတော့မှာမဟုတ်ဘူးဆိုတာပါပဲ။မင်းကလေးဟာပထွေးကိုပြန်လဲတော်လှန်ဖို့အတွက်သူမရဲ့လက်ထောက်ကိုခင်မွန်းတယောက်ရှာပေးဖို့ခိုင်းစေခဲ့ပါတယ်။သူမရဲ့တခုတည်းသောတတ်မှတ်ချက်တွေကတော့အဲ့ဒီလူဟာစိတ်ထားကောင်းပြီးမိဘအပေါ်တိတက်ယူသေးပြီးဆင်းရဲတဲ့သူဖြစ်ရပါမယ်။ချမ်းသာတဲ့တထေးကြီးတယောက်ကဒီသတင်းကိုကြားတဲ့အခါမှာတော့ချက်ချင်းပဲသူ့ရဲ့အထောက်အထားကိုဖျောက်ပြီးဆင်းရဲသားတယောက်ဖြစ်ဟန်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့သူအင်တာဗျူးသွားဖြေခါနီးမှာပဲမင်းကလေးကသူမလက်ထပ်မဲ့သူကိုရှာတွေ့သွားပြီလို့ပြောလိုက်ပါတယ်။အဲ့ဒါကိုကြားပြီးနောက်မှာတော့အဲ့ဒီအမျိုးသားဟာသူ့ရဲ့လက်ထောက်ကိုတခြားပြိုင်ဘက်လောင်းကိုဖယ်ရှားပစ်ဖို့ချက်ချင်းခိုင်းစေခဲ့ပါတယ်။အဲ့ဒီနောက်လက်ထောက်ဖြစ်သူဟာကန်ဆန်းမဲနိုင်တဲ့တစ်တာတစ်ခုနဲ့အတူအဲ့ဒီပြိုင်ဘက်အမျိုးသားကိုရှာဖွေတွေ့ရှိခဲ့ပြီးဒေါ်လာ2 သိန်းတန်တီစုကြီးကိုကန်ထူးအောင်မြင်စွာအကူအညီပေးခဲ့ပါတယ်။ထင်ထားတဲ့အတိုင်းပဲအဲ့ဒီစုကြီးကိုရရှိသွားပြီးတဲ့နောက်မှာတော့သူဟာမင်းကလေးနဲ့လက်ထပ်ဖို့ညှင်းဆန်ခဲ့ပါတယ်။သူ့ရဲ့ပြိုင်ဘက်ကိုဖယ်ရှားပြီးတဲ့နောက်မှာတော့အဲ့ဒီတထေးကြီးဟာတန်ရှင်းရေးဝန်ထမ်းတယောက်ဖြစ်ရုပ်ဖြတ်ပြီးမင်းကလေးရဲ့ရှေ့မှာပေါ်လာခဲ့ပါတယ်။ဒါပေမဲ့မင်းကလေးကတော့သူဟာတာမန်ဘဝကိုလာရောက်ခံစားကြည့်နေတဲ့ချမ်းသာတဲ့အမွေခံတယောက်လို့ထင်မှတ်နေခဲ့ပါတယ်။အဲ့ဒီအမျိုးသားဟာသူ့ရဲ့လက်အောက်ငယ်သားကိုသူ့ကိုချက်ချင်းလာပြီးအပြစ်တင်ဝေဖန်ဖို့စီစဉ်လိုက်ပါတယ်။သူဟာသူ့အဖေမှာကြွေးမိတွေပြီးနေပြီးသူ့ဘဝကတနာစရာကောင်းပါတယ်ဆိုပြီးတမင်တက်တက်ပြောဆိုခဲ့ပါတယ်။အဲ့ဒီတော့မှမင်းကလေးကလည်းသူမရဲ့လက်ထောက်ကိုအဲ့ဒီအမျိုးသားရဲ့နောက်ကျောင်းရာဇဝင်ကိုစုံစမ်းဖို့ခိုင်းစေခဲ့ပါတယ်။အဲ့ဒီညမှာပဲလက်ထောက်ဖြစ်သူဟာအဲ့ဒီအမျိုးသားရဲ့ဗီလာအင်ကြီးကိုရောက်ရှိသွားပါတယ်။သူ့ပတ်လည်မှာရှိတဲ့တပ်တော်ဆောင်တွေရဲ့ဖိအားပေးမှုကြောင့်သူဟာမင်းကလေးစီကိုဖုံးဆက်ပြီးအဲ့ဒီအမျိုးသားရဲ့မိသားစုဟာအလွန်မင်းဆင်းရဲပါတယ်လို့ပဲပြောပြနိုင်ခဲ့ပါတယ်။ဖုံးချပြီးတဲ့နောက်မှာတော့လက်ထောက်ကအဲ့ဒီအမျိုးသားကိုဘာလို့လိန်ညာနေတာလဲလို့မေးမြန်းခဲ့ပါတယ်။အမျိုးသားကမင်းကလေးဟာလက်ရှိမှာအန္တရာယ်ရှိတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတာဖြစ်ပြီးပတ်စံဆိုတာသူဘယ်တော့မှပြက်လက်မသွားမဲ့အရာတစ်ခုဖြစ်တယ်လို့ပြောခဲ့ပါတယ်။ပြီးတော့သူဟာမင်းကလေးကိုဘယ်တော့မှနာကျင်အောင်လုပ်မှာမဟုတ်ဘူးလို့ကတိပေးခဲ့ပြီးအင်တာဗျူးအောင်မြင်အောင်ကူညီပေးဖို့လက်ထောက်ကိုတောင်းဆိုခဲ့ပါတယ်။တကယ်တော့အဲ့ဒီအမျိုးသားငယ်စဉ်ကလေးဘဝတုန်းကသူ့အမေဆုံးပါသွားချိန်မှာသူ့အဖေရဲ့ရီးစားအစ်စ်ကသူ့ကိုလာပြီးအဆက်ခွဲစော်ကားခဲ့ပူပါတယ်။အဲ့ဒီအချိန်တုန်းကအဲ့ဒီမိန်းကလေးတယောက်တည်းသာသူ့ကိုကာကွယ်ဖို့မတ်တက်ရဲ့ကူညီပေးခဲ့တာပါ။အဲ့ဒီအချိန်ကစပြီးအမျိုးသားဟာသူမကိုတိတ်တဆိတ်သဘောကျခဲ့တာဖြစ်ပါတယ်။နောက်ရက်မှာတော့အမျိုးသားဟာမိန်းကလေးရဲ့ရုံးခန်းကိုရောက်ရှိလာပါတယ်။ဒါပေမဲ့မိန်းကလေးကတော့သူဟာသူမစိတ်ကူးထားတဲ့အိမ်အောင်ဖက်နဲ့အရန်ကိုကိုက်ညီလွန်းနေတယ်လို့ခံစားရပါတယ်။သူမဟာသူ့ကိုထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့စိုးရိမ်နေခဲ့ပါ။အဲ့ဒီအချိန်မှာပဲလက်ထောက်ဖြစ်သူကအမျိုးသားမှာတခြားရည်ရွယ်ချက်ရှိပါသေးတယ်လို့ချက်ချင်းရှင်းပြခဲ့ပါတယ်။သူဟာမိန်းကလေးရဲ့ကုမ္ပဏီမှာစည်ရင်းကန်တယောက်အနေနဲ့အလုပ်လုပ်ချင်တာဖြစ်ပါတယ်။အဲ့ဒါကိုကြားပြီးနောက်မှာတော့မိန်းကလေးဟာနောက်ဆုံးမှာစိုးရိမ်မှုတွေလျော့ပါသွားခဲ့ပါတယ်။သူမဟာအမျိုးသားကိုလစာဒေါ်လာ8000ကမ်းလှမ်းခဲ့ပါတယ်။အဲ့ဒီနောက်သူတို့နှစ်ဦးဟာလက်မထက်ခင်သဘောတူညီချက်စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အမျိုးသားဟာအခြေအနေတစ်ခုကိုတမင်တက်တက်ထည့်သွင်းခဲ့ပါတယ်။သူတို့လက်ထပ်ပြီးရင်မိန်းကလေးဟာသူ့ရဲ့ပိုင်ဆိုင်မှုအားလုံးရဲ့ထက်ဝက်ကိုရရှိရပါမယ်။အစပိုင်းမှာမိန်းကလေးကသဘောမတူချင်ပါဘူး။ဘာလို့လဲဆိုတော့ဒေါ်လာ4000သူ့လစာရဲ့ထက်ဝက်ဟာသူမကိုဘာမှကူညီနိုင်မှာမဟုတ်ဘူးလို့ယုံကြည်နေလို့ပါ။ဒါပေမဲ့လက်ထောက်ဖြစ်သူကလက်ခံဖို့နာချခဲ့ပါတယ်။မကြခင်မှာပဲသူတို့ရဲ့မင်္ဂလာဆောင်ရက်ရောက်ရှိလာခဲ့ပါတယ်။မိန်းကလေးရဲ့ရီးစားဟောင်းဟာမင်္ဂလာအခမ်းအနားမှာလာရောက်ပြဿနာရှာခဲ့ပါတယ်။သူကမိန်းကလေးကိုရုပ်ဝတ္ထုမမောတဲ့သူလို့ဆွဆွဲခဲ့ပါတယ်။မင်းကလေးကတော့သူမရဲ့သူတို့သားအစ်စ်ဟာတကယ်တော့ဆင်းရဲတဲ့သူဖြစ်တယ်လို့ပြောခဲ့ပါတယ်ပြီးတော့သူမဟာရီးစားဟောင်းဖြစ်သူနှစ်တွေတခြားအကျွေးတင်နေခဲ့တဲ့ပေစာရွက်တွေအားလုံးကိုထုတ်ပြပြီးပြန်ဆက်ဖို့တောင်းဆိုခဲ့ပါတယ်သူ့ကိုမောင်းထုတ်ပြီးတဲ့နောက်မှာတော့သူတို့နှစ်ဦးဟာမင်္ဂလာပွဲကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်အဲ့ဒီညမှာအမျိုးသားဟာကတင်ပေါ်မှာမင်းကလေးကိုရှက်ကိုရှက်ကန်းနဲ့စောင့်ဆိုင်နေခဲ့ပါတယ်ဒါပေမဲ့ရီးစားဟောင်းဖြစ်သူကရုတ်တရက်ဖုံးပြန်ဆက်လာပြီးသူဟာအချမ်းသာဆုံးကုမ္ပဏီကြီးတစ်ခုစီကနေရင်းနှီးမြှုပ်နှံမှုရရှိထား